ကထိန်ဆိုတာစွမ်းမဆိုပိန်ကြောက်မဆိုသိန်သင်္ကန်းမဆိုကထိန်ယရနာမဆိုစိတ်ဆိုပြီးတော့ဒီလိုမှတ်တမ်းတင်ကြတယ်ယရနာတွေထဲမှာလည်းပဲတန်ဖိုးရှိဆုံးအခိုင်ခံဆုံးပစ္စည်းဟာစိတ်လို့ဒီလိုပြောတယ်ဆွမ်းလောင်းတဲ့နေရာမှာလည်းပဲပိဏပါဒဒုတင်ပိဏပါဒဆိုတာဆွမ်းခံလက်လက်စားဒကာဒကမတွေပင့်တဲ့ဆွမ်းလိုက်မစားဘူးကြောင်းလာပို့တဲ့ဆွမ်းမစားကိုယ့်ရဲ့ခြေသလုံးကိုအိမ်နိုင်ပြုတ်ပြီးတော့ကိုအားကိုပြီးဆွမ်းခံသွားသပိတ်ထဲကြတဲ့ဆွမ်းကိုပဲစားတာအဲ့ဒါမျိုးကိုပိဏပါဒဒုတင်လို့ဒီလိုခေါ်တာအဲ့လိုဒုတင်ဆောင်မထေကိုလောင်းခွင့်ရတဲ့ဆွမ်းဟာလဲဆွမ်းထဲမှာတော့အမျက်ဆုံးပဲဒီလိုပြောကျောင်းမှာဆိုရင်သိနဲ့သိင်္ဂါလည်းပဲတန်ဃာတော်တွေမွေးဖွားရာဖြစ်တဲ့အတွက်ဒါကြောင့်သိင်္ကျောင်းအလှလည်းပဲအမျက်ဆုံးပဲတဲ့ဒီလိုပြော